air fryer နဲ့ပြင်ဆင်ထားတဲ့ညစာလေးတစ်နက်အနည်းကက်ကလေးပါကဲဒီနေ့ကတော့ဗက်ကီဒီဟာကိုအပေါက်ဆက်လုံးရင်နဲ့ပစုံကင်လေးလုပ်မယ်နော်အဲ့ဒီတော့ဆက်ပြီးတော့လိုက်ကြည့်ပေးကြပါဦးတခါလေးဗက်ကီမျိုးသားကြိုက်တဲ့အချင်းဖြော်နေလေးထည့်ပေးလိုက်မယ်နော်ဒါကတော့ခုနကငရုတ်သီးစိမ်းနဲ့ကြက်သွန်ဖြူကိုလက်ဆွဲစိတ်ဆက်လေးနဲ့ကြိတ်ထားပါနော်ပြီးရင်ဗက်ကီအချိုးမုတ်လေးနဲ့ထည့်ပါမယ်ပြီးရင်ဗက်ကီငံပြားလေးပေါက်ပါမယ်ဗက်ကီတမန်အသေးလေးညက်ပါမယ်ဒါတော့အရင်ကထည့်ထားပါနော်ဒါမဲ့အခုချိန်မှာတော့မမြင်နေအောင်တော့အရန်ချင်ပြီးရတာလေးနေလိမ့်မယ်ကျိတ်ဆက်လေးကိုကျင်းတဲ့အရေးပေါ့နော်ဒီကျိတ်ဆက်လေးကိုခုလိုကျင်းလိုက်တယ်ကဲကျင်းပြီးတော့ခုလိုထည့်လိုက်တာပါအားဆိုပြီးနန်းနန်းပင်လေးပါရင်တော့ပုံမွေးရပါတော့ဒါမဲ့နန်းနန်းပင်မပါဘူးကိစ္စမရှိပါဘူးအဓိကတက်ဆုံဖြူရဲ့မွေးတာနဲ့ဒီမျိုးသီးစိမ်းနဲ့ဆက်တာလေးနဲ့တန်မြာကြီးချုံမုတ်ငံပြားလေးဆိုရင်တော်တော်ပြည့်စုံပါတယ်ချိုတာနဲ့နန်းနာလေးနည်းနည်းဟိုပကင်းနဲ့ပြားလေးထပ်ထည့်မယ်နှစ်ယောက်ကအချင်းသိမ့်ကြလို့နော်အဲ့တော့နည်းနည်း savory ဖြစ်တဲ့အရာသာမျိုးရပါတော့ဆောင်းလေးတွေစီပါမယ်လေးတွေအကျက်လဲညီမွေးလဲမွေးအောင်နှစ်ခါခွဲကင်မယ်ပေါ့နော်ကဲခုဗက်ကီယာဒီဟာဇွန်နဲ့ပဲဆိုရင်နဲနေမှာဆိုလို့ရုံးပရိသီလေးကဲမယ်ပေါ့နော်ရုံးပရိသီလေးကိုဗက်ကီဘယ်လိုနှက်မလဲဆိုတာပြမယ်ရုံးပရိသီနှက်ပေါ်တော့ဗက်ကီယာမမကြီးမှလာငါးခင်မှာပေးတဲ့ရုံးပရိသီလိုမျိုးလေးဖြစ်အောင်ပေါ့နော်ဗက်ကီအခုပထမဆုံးအသားမုတ်ထည့်လိုက်ပါတယ်တန်လွင်စီပေါ့နော်တန်လွင်စီလေးနည်းနည်းဆန်းလိုက်ပါမယ်ပြီးရင်တော့ဒီလိုအရသာပဲနဲ့ချိုးပေါ့နော်ဒါမဲ့ဗက်ကီကဒါမာလာမုတ်ဒါဗက်ကီလိုမာလာခင်လေးမာစားရပါတယ်မာလာမုတ်ဒီသိန်းတာပေါ့နော်အဲရောဗက်ကီမာလာမုတ်လေးနည်းနည်းထည့်လိုက်ပါမယ်ဒီတော့ဗက်ကီအရသာလေးကိုတော့နေလိုက်ပါမယ်ကရုံးမေးပြီးနေရတာဝင်သွားအောင်နော်ဂျုံနှက်ထားတဲ့သဘောပါကဲ9မိနစ်ဖြစ်ပြီဆိုတော့ခဏ stop ပါမယ်ကဲပစုံအခြေအနေလေးကြည့်ရအောင်ပါဟိုမွေးနေရပဲဒီပေါ်အောက်လေးလမ်းပါမယ်အချက်ကတော့ပေါ်အောက်လှန်စရာမလိုလောက်အောင်ကိုအကျက်ညီတာတော့တွေ့ရပေါ့နော်လဲကိုကအပေါ်အောက်လှန်မှကြိုက်တဲ့လူမျိုးဆိုတော့လှန်လိုက်မှာပေါ့နော်ဒီလောက်ကတော့ပေါ်အောက်ကိုတော့ညီရအချက်ကလေကဲဆက်ပြီးတော့ကင်ပါမယ်ကဲပစုံကင်းလေးရပါပြီဖက်ကြည့်မယ်အိုးရှယ်ပဲဒီတော့အောင်ရှင်ရမ်းရှယ်နေတော့လုံးဝပစုံကင်းလေးရမွေးနေရပဲမလီအနက်နေတာခါတယ်ပေးရှူလိုက်ချင်တယ်ဒီလေးကိုစီပြီးတော့ရင်ပြန်လိုက်နော်ကဲဒါကတော့6မိနစ်မှရက်ကြည့်လိုက်ပေါ့နော်တကယ်တော့အမှန်တိုင်းပြောရင်ဒီလောက်ကိုမစိမ့်နဲ့အယောင်လေးတွေမပြောက်သေးတဲ့အချိန်ကိုကြိုက်တယ်ဒီစိမ့်နဲ့အယောင်လေးတွေမပြောက်သေးတဲ့အချိန်ကိုကြိုက်တယ်အတီတော့ဒါလေးကိုထည့်ပြီးတော့ရင်းနှီးကြည့်လိုက်ကြက်တယ်အဆောင်ရတာမပြောက်တော့
ရေလေးတွေဖြစ်ကဲနောက်ဆုံးတော့ Vicky Air Fryer လေးနဲ့ပြင်ဆင်ထားတဲ့ဒီညစာပေါ့နော်လေးတစ်နက်ရပါပြီကဲခုလိုအားလုံးလိုက်ကြည့်ပေးရတဲ့အတွက်အကုန်လုံးကျေးဇူးများတင်ပါတယ်ရှင်ဒါဆိုရင်နောက် vlog တွေမှာပြန်တွေ့မယ်နော်